number 2ကျွန်တော်တက်မယ်ဆိုတော့ pixel မှာရှိတဲ့ dot page ဒါလေးကိုယူတော့ကျွန်တော်အလဲလေးပဲယူလိုက်ပါမယ် number click ပြီးရင်ဒီမှာ flow header and folder လေးကိုပိတ်လိုက်ရမှာဖြစ်ပါတယ်ဒါစာမျက်နှာကြီးအခုဆိုစာမျက်နှာနေရောက်ပါပြီကျွန်တော်တို့ကျွန်တော်ခါစားလေးချပြီးတော့စာမျက်နှာခါစားချပြီးတော့ insert မှာရှိတဲ့ picture လေးကျွန်တော်ပုံလေးတစ်ပုံယူလိုက်မှဖြစ်ပါတယ်ပုံလေးပုံကိုကျွန်တော် insert နှိပ်လိုက်မယ်ဒီပုံလေးကိုကျွန်တော်ရှင်းလို့ရအောင်နော် bracket ထဲမှာရှိတဲ့ square လေးနေပြီးရရင်သို့မဟုတ် bracket မှာရှိတဲ့ in front of text နေပြီးတော့ကျွန်တော် square လေးပဲတုံးလိုက်ပြန်ပြီးလိုတဲ့နေရာလေးရွှေ့လိုက်ရွှေ့လို့တူလို့ရမယ်ဒါလုံးလုံးမှာ background လေးကျွန်တော်ဖြတ်မယ်ဆိုလို့ရှိရင် remove background လေးမှာကျွန်တော်နေပြီးမယ်ပြီးဒီ frame လေးကိုကျွန်တော်နည်းနည်းပြန်တော့ချိန်ပေးရမှာနည်းနည်းလေးလိုအကုန်လုံးရချင်တဲ့ပုံစံတိုင်းကျွန်တော်လုံးမှာဖြစ်ပါတယ်ပြီးရင်မလိုတဲ့နေရာတွေဖြတ်မယ်ဆိုရင် make area remove အခက်ချင်းဒီလေးနဲ့ကျွန်တော်လိုက်ချင်ရမှာဖြစ်ပါတယ်ခဲချီလေးနဲ့ကျွန်တော်လိုက်ချစ်တဲ့ခါမှာတိတိကျကျတော့ကျွန်တော်လုပ်လို့မရဘူးပါဆိုတော့ဒီကောင်ကကျွန်တော်လုပ်တဲ့လုပ်ဆုံးများဆုံးလုပ်တာတော့ Photoshop နဲ့လုပ်တာဖြစ်ပါတယ်တက်ခါလေးတွေကျွန်တော်လုပ်လို့မရဘူးပြတ်သားတဲ့ပုံစံတော့ကျွန်တော်လုပ်ရတော့ဖြစ်တယ်စပင်လေးပြန်ယူမယ်ဆိုရင် make area 2 key လေးနေပြီးတော့စပင်လေးကိုချစ်လိုက်မယ်ဒီစပင်လေးလိုက်ချင်မယ်စပင်လေးလိုတဲ့နေရာလေးတွေကျွန်တော်လိုက်တော့ပြန်ပေါင်းထဲမှာဖြစ်ပါတယ်ပြီးရင်တော့ဒီ keep chain လေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီပုံလေး background လေးဒီကမလေး background လေးကိုဖြောက်လိုက်တာဖြစ်ပါတယ်ပုံလေးကိုတိတ်မ down လဲနဲ့ဆွဲသေးပါဖြစ်ပါတယ်ဒါကတော့ပုံထဲတာဖြစ်တယ်ပြီးရင် Insta မှာ3-4 မျိုးလောက်သုံးပြပါတယ်ပြီးရင် design ထဲမှာကျွန်တော်တို့တွေ design ထဲမှာကျွန်တော်တို့ page color လေးကိုပဲကျွန်တော်တို့ချိန်တဲ့အခါမှာသုံးပြတာဖြစ်ပါတယ်background လေးကျွန်တော်တို့ကြိုက်တဲ့အရာလေးထည့်လို့ရပါတယ်ခုဆို home မှာသုံးတာ insert သုံးတာ design မှာသုံးတာ layer မှာသုံးတာတွေကျွန်တော်တည်သွားပြီကျွန်တော် page color လေးတော့ no color လေးကျွန်တော်ပြန်လုပ်လိုက်မယ်ပြီးရင်အောက်စလုံးလုံးတစ်လုံးလေးကျွန်တော်အောက်စာချုပ်သွားခြင်းလို့ဆိုရင်စလုံးတစ်လုံးရောက်ပြီး under ခောက်သွားရင်ကျွန်တော်တို့စာရွက်ကလေးနောက်တစ်ရွက်မျက်နှာကိုပျောက်သွားမှာဖြစ်ပါတယ်အောက်စာသမီးရောကျွန်တော်စာမျက်နှာ3မှာပုံပြီးကျွန်တော်ဆွဲလိုက်မယ်ကျွန်တော် A7 မှာရှိတဲ့ rectangle လေးဆွဲလိုက်မယ်ဒီစဝိုင်းတစ်ခုထပ်ဆွဲလိုက်မယ်ဒီကိုကျွန်တော်ပေါင်းထားလိုက်မယ်ပူထားလိုက်မယ်ဒီပုံလေးတွေကိုဒီခေါက်မှာကျွန်တော်တို့တွေနောက်ထပ်ပုံလေးကိုထပ်ဆွဲလိုက်မယ်ကျွန်တော် rectangle လေးဒီဝါလေးတွေကတော့ဝါဆယ်လေးတွေပုံလေးတွေမှာဝါဆယ်လေးပါလို့ဆိုရင်ကျွန်တော်လိုသလိုပြန်ပြင်လို့ရပါတယ်ပြီးစက်တမှာရှိတဲ့နောက်ထပ်ပုံလေးတစ်ပုံကိုလုပ်ပြမှာဒီ30နှစ်ဒီမှာရှိတဲ့အဝါလေးကိုကျွန်တော်
ဒီလိုလုပ်လိုက်ရင်ပုံစံလေးပြောင်းသွားမှာဖြစ်ပါတယ်ဒါအဝါဆက်လေးကနေဖြီးပြီးလုပ်တာဖြစ်ပါတယ်ကျွန်တော် format မှာဘာသုံးပြုဒီနေရာမှာကျွန်တော် format ကိုတိကသုံးမယ်ကျွန်တော် test box လေးတစ်ခုပြန်ရေးလိုက်မယ်ဖုန်းထဲမှာကျွန်တော် Thai new လို့လေးပြောင်းလိုက်မယ် font size လေးကိုကျွန်တော်20ထားပဲအနာခောက်ပြီးလိုက်မယ် format ကလောက်ဖွင့်ပြီးကျွန်တော် format ဆိုတာလေးရေးလိုက်မယ်ပြီးကျွန်တော်ဒီ test box လေးကိုကျွန်တော် select ပေးလိုက်မယ် format မှာသုံးပြလိုက်ရတဲ့စာတွေကတော့ကျွန်တော်ခု format စာလေးကို select ပေးလိုက်တယ်အနေခဏကျွန်တော် rectangle လေး select ပေးမယ် rectangle လေး select ပြီးတော့ format မှာကျွန်တော်နှိပ်လိုက်မယ်ဒီ shape fill မှာကျွန်တော်ကြိုက်တဲ့အရောင်လေးထည့်လို့ရပါတယ်shade outline မှာလည်းကျွန်တော်တို့ကြိုက်တာလေးကြိုက်တဲ့အရောင်လေးထည့်လို့ရပါတယ် shade outline လေးကျွန်တော်လည်းထူပြီးမှ weight ထဲမှာတော့ထူလိုက်မယ် format မှာတော့ဒီနားလေးမှာတော့အရောင်လေးထည့်လို့ရပါတယ်ဒီစာလေးတွေတွေ့ကြကျွန်တော် shade style လေးမှာကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးတွေကျွန်တော်ယူလို့ရပါတယ်ကျွန်တော်လုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်ပုံလေးကိုထောက်ပြီးတော့edit sheet လေးမှာတခြားပုံစံပြောင်းလို့ရပါတယ်ကျွန်တော် edit sheet မှာရှိတယ်ကျွန်တော်လူချင်တဲ့ပုံစံလေးထပ်ပြီးပြောင်းလို့ရပါတယ်ညာဘက်ချမ်းကျွန်တော်သွားမယ်ကျွန်တော်ဒီစာလေးကို select ဒီ rectangle လေးပေါ့ကျွန်တော် shape fill လေးကိုကျွန်တော်ပြန်ပြီးတော့ format ထဲမှာရှိတဲ့ shape fill ထဲမှာရှိ gradient လေးကိုရွေးမယ် more gradient တော့ပြီးတော့ gradient fill လေးကိုကျွန်တော်တို့ရွေးပြီးမယ်ဒီမှာ main O လေးရှိတယ် main O လေးကြိုက်တဲ့ရောင်လေးကိုကျွန်တော်ထည့်လို့ရတယ် main O လေးပုံနေဆွဲဖြုတ်ချလို့ရပါတယ်ပြန်လဲထည့်လို့ရပါတယ် mainဒီမှာအရောင်လေးတွေကြိုက်တဲ့အရောင်လေးတွေလိုက်ထည့်ပြီးပါလိုက်ထည့်မယ်ဒါဆိုရင်အရောင်ဆက်တဲ့ပုံစံလေးဖြစ်တော့ဖြစ်ပါတယ်shape fill မှာကြိုက်တဲ့အရောင်လေးတွေကျွန်တော်ထည့်လို့ရပါသေးတယ် more fade color လေးမှာဒီ shade outline ကိုသွားမယ် shade outline ပုံလေးထောက်ပြီးတော့ weight ထဲမှာဒါကတော့ UU လေးထည့်တာပါနော်ပြီးရင် line လေးတွေဖြတ်ကလေးလုပ်လို့ရတယ် dash မှာဝင်လုပ်ပြီးလို့ရတယ်ကျွန်တော်နှစ်ထပ် line သုံးထပ်လုပ်မှဆိုရင် weight ထဲမှာရှိတယ် more line ထဲမှာရှိတယ် compound type လေးမှာကျွန်တော်တို့တွေခွင့်ချမယ်ကျွန်တော်သုံးထပ် line လေးလုပ်ပြီးရင်ဒီ weight ကိုတော့ကျွန်တော်6လောက်ထားပြန်တော့ဖောက်လိုက်မယ်ဒါဆိုရင်တော့ဒီအရောင်လေးလည်းကျွန်တော်တို့ပြောင်းလို့ရပါတယ်အရောင်လေးပြောင်းလိုက်ဒီဘက်ညာဘက်ချမ်းမှာကျွန်တော်တို့ပြောမယ် rectangle လေးကို select ပေးမယ်သူ့ရဲ့ layer လေးအမြင့်လေးကို1.3 အ layer ကိုတော့ 3.5 အန်ဒါလေးခောက်ပြီးလိုက်မယ်ဒါတော့ visiting card site ဖြစ်ပါတယ် visiting card မှာတော့ 1.3 ပေါ့ 1.3 အောက်ကတော့ 3.5 ဖြစ်ပါဒါပါဒီမှာတော့ 1.3 ပဲကျွန်တော်ထားလိုက်တယ်ပြီးဒါပြီးကျွန်တော်တို့ဒီဒါဒီ site လေးမှာရွေးစားလို့ရတယ်နောက်ထပ်ဒီမှာဒီ rectangle လေးကျွန်တော် rotate လုပ်မယ်ဆို rotate လေးမှာကျွန်တော်သွားလဲလို့ရပါတယ်ဒါလေးကို sun to back bring to fall လဲကျွန်တော်လုပ်လို့ရပါတယ်
ဒီပုံလို့ကျွန်တော်ရှင်းနေတွေ့ပြီး select ပေးမယ်ကျွန်တော် format ထဲမှာရှိတဲ့ group ထဲမှာ group လေးနေရင် group ဖြစ်သွားမှာ group ကိုပြန်ဖြုတ်ကျွန်တော် ungroup နေပြီးလို့ရပါတယ်ဒါလေးကြောင့် control လေးနဲ့ပွားတာဖြစ်တယ်။များလေးခုပုံစံနဲ့ control လေးနဲ့ပွားလို့ရပါတယ်။ group ပြန်ပြောမယ်ဆိုရင် ungroup နေလိုက်ရင်ကျွန်တော်တို့တစ်ခုချင်းပြန်ဖြစ်သွားပါပြီ။ shape ပို့ခြင်းနဲ့ဆိုတော့ right click နောက်ပို့ခြင်းနဲ့ right click send to back shape ပို့တော့မို့ရင် send to back နဲ့လည်းနောက်ပို့လို့ရပါတယ်။ bring forward ဆိုရင်ရှေ့ရောက်လာမှာဖြစ်ပါတယ်။ you use on the right click send to back bring to front နဲ့ကျွန်တော်တို့လိုတဲ့နည်းလုပ်လို့ရပါတယ် right click နေပြီးတော့ဒီကျွန်တော်ဒီ rectangle လေးနဲ့သေးလိုက်မယ်အဲကျွန်တော်ဒီကောင်လေးကိုပွားမယ် control လေးပြီးတော့ကျွန်တော်တောင်းလေးခုလောက်ပွားလိုက်မယ်ဒီတစ်ခါကျတော့ဘာလုပ်လဲဆိုဒီကောင်လေးတွေတညီတညာနဲ့ထားမှာဖြစ်ပါတယ်ရှစ်ကလေးနဲ့တွဲပြီးတော့ကျွန်တော် select ပေးတယ် format ထဲမှာရှိတဲ့ align ထဲမှာ align ထောက်ကိုရွေးတယ် align ယူတော့ distribute horizontally ကျွန်တော်တို့ဒီပြီးညီတိုင်းထားရတယ်ဒီဘက် channel မှာဒီဘက် channel တောင်းကိုရှင်းတဲ့တွဲပြန် select ပေးတယ် format ထဲမှာရှိတဲ့ align ထဲမှာ left click ယူမယ် align left click ယူမယ်နောက် distribute particularly ကျွန်တော်ဒါဆိုတညီစညာနဲ့လုပ်လို့ရပါတယ်ဒါဆိုရင် align ကတော့ကျွန်တော်တညီရာလေးလုပ်တဲ့ခါမှာသုံးပြီးတော့ဖြစ်ပါတယ်ဒီဘက်စာပြောမယ်ဆိုရင်အဲ့ဒီမှာပုံလေးတွေဆွဲထားတဲ့ပုံလေးကိုနောက်တစ်ပုံပြောင်းလို့ရပါတယ် shape style လေးမှာကျွန်တော်တို့ကြိုက်တဲ့လုပ်လို့ရပါတယ် shape ဖေးမှာအထဲအရောင်လေးထည့်လို့ရတယ်နေနှစ်ထပ်လုံးနားလေးနဲ့နှစ်ထပ်သုံးလုံးလိုက်လို့ရှိနေမယ် share line မှာရှိတဲ့ weight ထဲမှာရှိတဲ့ more line ထဲမှာရှိတဲ့ compound ထဲမှာကျွန်တော်တို့နှစ်ထပ်သုံးထပ်လုပ်လို့ရပါတယ်ပုံလေးတွေ shape ပို့မယ်ဆိုရင် sum backward group လုပ်မယ် rotate လုပ်လို့လဲလို့ရတယ် USR လေးတွေကိုတိကျလုပ်လို့ရတယ်နေရာစ3ရောက်စလုံးမယ်ဆိုရင်တော့ gradient field လေးမှာကျွန်တော်နေရာစ3ရောက်စလုပ်လို့ရပါတယ်ဒီ gradient လုံးမယ်ဆိုတော့ shape field နဲ့ gradient နေ more gradient တော့ gradient field မှာကျွန်တော်တို့ဒီလိုပြန်ပြင်လို့ရပါတယ်လေးရောက်မှကျွန်တော်စာရင်းမျိုးစားတွေပေးစားတဲ့ပုံမှာစာရင်းမျိုးစားတွေကျွန်တော်တို့ဒီလိုပြင်လို့ရတယ်down like layer like ကြိုက်တယ်လို့ပြင်လို့ရပါတယ်ပြီး home ထဲမှာတော့စလုံးမျိုးစားစလုံး USR တွေစာကြောင်းစိတ်ချက်ပြီးဘူးလုံးလားအောက်မှာကျွန်တော်တို့လုပ်လို့ရတဲ့ຢာတွေအများကြီးရှိပါတယ်ဘူးလား item လေးလား underline လား format pointer လည်းကျွန်တော်အသုံးပြုတာ insert ထဲမှာတော့ကျွန်တော်တို့table တွေ picture တွေ shape တွေကြိုက်တယ်လို့လုပ်လို့ရပါဆွဲလို့ရပါတယ် page number တွေတက်လို့ရပါတယ်ဒီမှာကျွန်တော်ရေးကြည့်တာပဲเนาะ design မှာတော့ကျွန်တော်တို့စာရွက်ရဲ့အရောင်လေးတွေကိုကျွန်တော်ကြိုက်တဲ့အရောင်လေးတွေထည့်လို့ရပါတယ်ဒါ table ဆွဲမယ်ဆိုရင်တော့ကျွန်တော်တို့ marcel လို့မလား split cell လို့မလားဒီဘက်ချမ်းမှာဒါတော့ကျွန်တော်လုပ်ခဲ့တဲ့ split cell လေးဆိုတာဖြစ်ပါတယ် split cell ဒါလေးလုပ်တဲ့အခါမှာ right click နေပြီးတော့ကျွန်တော်လုပ်ပေးရမှာဖြစ်ပါတယ်စလုံးလေးတွေလည်းအလဲကောင်ထားမယ်ဆိုရင်တော့အလဲကောင်မတိချက်ထားမယ်ဆိုဒီကိုးခွက်မှာကျွန်တော်တို့လိုထားလို့ရပါတယ်ကောလန်တွေကို row တွေကိုလည်းလိုshare လို့ဒီပေါင်းလေးကနေကျွန်တော်တို့လည်း select ပေးလို့ရပါတယ်ဒီ value ကိုအထဲများလေးအထဲဝင်ပြီးတော့ကျွန်တော်လုပ်ရမှာဖြစ်ပါတယ်